လေဝေးမြို့နယ်နဲ့ဒက္ခိဏသီရိမြို့နယ်အကြားမြို့ရက်ကွက်တွေနဲ့ဆက်ဆက်နေရဖြစ်တဲ့ရွှေအင်ဂျင်ဓမ္မကုန်းရမှာရှိတဲ့အိမ်တော်စု90တဲကအိမ်တော်စု48စုကိုအဲ့ဒီမြေဟာတက်စီမံကိန်းနယ်မြေဆိုပြီးဒီဇင်ဘာလ26ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့အမိန့်စာထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဒါပြင်စီပင်ပုံမှန်26နဲ့တရားစွဲဆိုထားပါတယ်။တရားစွဲဆိုပြီးထောင်3လကြာခံရတဲ့ဒက္ခိဏသီရိမြို့နယ်ရွှေအင်ဂျင်ဓမ္မကုန်းရက်ကဒေါက်ခင်ရွှေမြင့်ကအခုလိုပြောပါတယ်ခင်ဗျာ။ကျွန်တော်တို့ဝယ်နေတာအမှတ်6နယ်မြေ73မှာကျွန်တော်တို့ကပုံစံ6ရှိပါကျွန်တော်တို့ကဒီနေရာကိုဝယ်နေတဲ့ကျွန်တော်တို့ရပံဝင်တော့ဝယ်နေပါကျွန်တော်တို့သေတဲ့အထိကျွန်တော်တို့မှနှစ်လာစုဆောင်းထားတာငွေရင်းတော့ဝယ်ဆိုတရားခွင့်တရားသူကြီးဒေါက်ခင်မျိုးတွေကဒါတွေနဲ့မဆိုင်ဘူးဒါတွေပြောစရာမလိုဘူးဆိုကျမတို့ဘလောက်အမှန်တရားတွေပဲဖြစ်ဖြစ်ကျမတို့ကဖြေရမှန်တော့ပယ်ချပါတယ်ရွှေအင်ဂျင်ဓမ္မကုန်းရမှာရှိတဲ့လေယာမြေတွေကိုလေယာမြေပိုင်ရှင်တွေကလူနေအိမ်မြေခွက်တွေအဖြစ်နဲ့ရောင်းစားတာလို့သိရပါတယ်အဲ့ဒီမြေပေါ်မှာနေထိုင်တဲ့အိမ်တော်စုတွေကိုနေပြည်တော်စီပင်ကအိမ်တော်စုစင်ကောက်ယူကမူလလေယာမြေပိုင်ရှင်3ဦးနဲ့ဒီမြေပေါ်မှာနေထိုင်တဲ့အိမ်တော်စု16စုကိုပဲမြေခွက်နာမည်ပေါက်ထားတယ်လို့သိရပါတယ်ဒါကြောင့်ကျန်တဲ့အိမ်တော်စုတွေဟာဒီမြေခွက်ပေါ်ကနေဖယ်ရှားမပေးတဲ့အတွက်တရားစွဲဆိုတာဖြစ်တယ်လို့တရားလွှတ်တော်ရှေ့နေဦးခင်မောင်ညွန့်ကပြောပါတယ်အဲ့တော့ဒီမှာဘာတွေ့ရလဲဆိုလို့ရှိရင်မြေခွက်ဒီကိုအဲ့လောက်မြေဝဲယူရာမြေပေါ်ဝဲယူနေထိုင်သူ16ဦးကိုပေးထားပြီမဲ့ကြံတဲ့လူတွေကိုတော့အတူတူဝဲယူနေထိုင်တဲ့လူချင်းအတူတူကြံသူတွေကိုတော့တရားစွဲဆိုဆောင်ရွက်ထားတာကိုကျွန်တော်တွေ့ရပါတယ်ဒီတော့ဒီနှစ်ခုကိုတန်းရှင်ကြည့်မယ်ဆိုရင်ဒါဟာမှားယွင်းနေတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်နောက်တစ်ခါ2012ခုနှစ်မှာလေယာမြေဥပဒေသစ်ကိုပြဋ္ဌာန်းလိုက်တဲ့အတွက်ရွှေအင်ဂျင်ဓမ္မကုန်းရဟာမြို့ရက်ကွက်နဲ့တစ်ဆက်တည်းဖြစ်တယ်လို့နေထိုင်လာကြာပြီဖြစ်လို့မြို့ပြမြေအဖြစ်အသုံးပြုဖို့2013ခုနှစ်ဇွန်လကအထက်ကအဆင့်ကနေပြီးတော့နေပြည်တော်ကောင်စီရုံးကိုတင်ပြထားတာရှိတယ်လို့တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ဦးခင်မောင်ညိုကပြောပါတယ်ထောင်3လကြာခံခဲ့ရတဲ့ရွှေအင်ဂျင်ဓမ္မကုန်းရက်ကဒေါ်စင်မင်းယူကလည်းပဲအခုလိုပြောပါတယ်ကျမတို့ကဒီနေရာမှာဝယ်နေတဲ့ကျမတို့မှာအနှစ်လာစုဆောင်းထားပြီးတော့ရှိသမျှငွေလေးတွေနဲ့ကျမတို့ဒီနားမှာဝယ်နေတာပါကျမတို့ဝယ်စင်ကာလာတွေကလည်းဒီနားမှာတိတ်တဲ့အထိနေဖို့ဝယ်ထားတာပါကျမတို့ဘာမှမျှော်လင့်ချက်နဲ့ဝယ်ထားတာတခုမှမရှိပါဘူးဒါကြောင့်ကျမတို့မဖယ်ပေးတာမဖယ်ပေးလို့ကျမတို့စီပင်ပုံမှန်26နဲ့ထောင်3လကြပါတယ်တရားစွဲဆိုထားတဲ့ဓမ္မကုန်းရမှာနေထိုင်သူအိမ်တော်စု48စုတဲက4ဦးဟာတရားစွဲထောင်ဒဏ်3လချခံခဲ့တယ်လို့လက်ရှိနေထိုင်နေတဲ့အိမ်ကိုဖယ်ရှားမပေးတဲ့အတွက်စီပင်ဥပဒေပုံမှန်29နဲ့ထပ်မံတရားစွဲဆိုခံထားရတယ်လို့လည်းပဲသိရပါတယ်ခင်ဗျာ